မင်္ဂလာပါနားပြောကြမယ်ဒီနေ့စာကြတဲ့တဲ့မရှိရမယ်အဆွဲလေးပဲစာကြအဲ့တိတ်မအောင်ဘူးဒီနေ့ဘာလို့ပြောမလဲဆိုလို့ရှိရင်ဒီနေ့စာလာတဲ့ဆိုရင်ဘာလို့ပြောမလဲဆိုလို့ရှိရင်ကျွန်မခေါင်းထဲမှာတစ်ခုအကြံပေါ်လာလို့ဒီကိုရီးယားနိုင်ငံသားတွေနဲ့လက်ထပ်ဖို့အတွက်ပြင်ဆင်နေတဲ့အမျိုးသမီးတွေဆိုတဲ့အထဲမှာကျွန်မလိုမျိုးကလေးရှိတဲ့မိမိတွေအတွက်ပေါ့နော်အဲ့ဒီကျွန်မနည်းနည်းလေးစဉ်းစားမိတာလေးရှိတယ်ကျွန်မကြုံခဲ့ရတဲ့ဟာလေးပြန်ပြီးမျှဝေပြီးတယ်တကယ်လို့အဲ့လိုမိမိတွေကကိုယ့်ရဲ့ကလေးကိုတပါးတည်းခေါ်ချင်တယ်ဆိုတော့စိတ်ကူးရှိတယ်အတွေးရှိတယ်ကိုယ့်ရဲ့တစ်ဖက်ခင်မုန်းကလည်းသဘောတူတယ်ဆိုသူကတော့သဘောတူဖို့တော့နံပါတ်1အရေးကြီးတာပေါ့နော်သူသဘောတူတယ်ဒီကိုရီးယားနိုင်ငံကိုအမေနဲ့တူတူတစ်ခါလဲလာဖို့တော့သူလည်းသဘောတူတယ်ဆိုလို့ရှိရင်ပြင်ဆင်ရမယ့်ဟာလေးတွေကိုကျွန်မကျူပြောထားမယ်သိလားဟုတ်တော့ကျွန်မကမသိလိုက်တာမဟုတ်တိရဲ့နဲ့ကိုအဲ့လိုမျိုးတစ်ခါလဲစာရွက်ကိုမထည့်ပေးလိုက်မိပဲနဲ့အဲ့လိုမျိုးတွေတန့်ကြပြီးတော့အချိန်တွေကြာသွားတော့ခက်ခဲတယ်ဆိုတဲ့အကြောင်းကိုပြအဲ့တကယ်လို့အဲ့လိုမျိုးကလေးရှိတဲ့မေမေတွေကိုသားသမီးကိုလည်းဒီမှာပညာတွေသင်ခြင်းနဲ့ကလေးငယ်တယ်ဆိုရင်ပို့ပြီးတော့လွန်ရတယ်သိလားကလေးငယ်တယ်ဆိုအသက်ငယ်ငယ်နဲ့မြန်မြန်လောက်တာအကောင်းဆုံးပဲအဲ့ဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ကိုကဟိုဘက်မှာဒီလက်မထက်ကသေးဘူးပေါ့နော်လက်မထက်သေးဘာမှမလုပ်ရသေးဘူးဆိုရင်တောင်မှဒီကိုရီးယားမျိုးသားကကိုရှိမြန်မာပြည်ကိုလာပြီဆိုတာနဲ့ဒီ upset အတွက်ပြင်ဆင်ဖို့အတွက်စားစာတန်းတွေကိုကိုရီးယားသူ့အမျိုးသားနဲ့အတူတူတွားပြီးတော့တန်ရုံးမှာတွဲယူတက်လာအဲ့လိုမျိုးကိုတွားယူတဲ့ကိုတိုင်းအမျိုးသားနဲ့လိုက်ကိုလည်းလိုက်တယ်ဆိုလို့ရှိရင်ပို့ပြီးကောင်းတယ်တက်လာဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကိုရီးယားလူမျိုးပါတယ်ဆိုလို့ရှိရင်တန်ရုံးမှာတော့အေးဆေးပဲသူကအကုန်လုံးချောချောမူဖြစ်တယ်ကွာအခါကျလို့ရှိရင်ကိုကဘယ်လိုပြောရမလဲဆိုလို့ရှိရင်အိမ်မလေးကလည်းအမျိုးသားကိုပြောသွားပေါ့နော်ဒီလိုမျိုးကျမသားလေးကိုကျမသားပဲဖြစ်သမီးပဲဖြစ်ကျမကလေးကိုကျမတစ်ခါတပါးလေစားရဲနေလောက်လိုက်ချင်လို့တစ်ခါလေခေါ်ချင်လို့အဲ့ဒါသဘောတူလားသဘောတူတယ်ဆိုလို့ရှိရင်တော့ဒီနေ့တစ်ခါလေသူ့အတွက်တန်ရုံးမှာတစ်ခါလေသူ့အတွက်ဆော်လူစားရဲတစ်ခါလေထုတ်ကြတာသိလားမေမေတွေ upset အတွက်ပြင်ဆင်နေတဲ့အချိန်ကလေးရှိတယ်ဆိုတဲ့အကြောင်းကိုအဲ့ဒီတန်ရုံးဌာနကိုပြောပါအဲ့ဒီတန်ရုံးဌာနမှာတော့မြန်မာလည်းရှိတယ်ကိုရီးယားလည်းရှိတယ်ပေါ့နော်တကယ်လို့ကိုရဲ့ဒီကောင်တာကကိုရီးယားကြတယ်ဆိုလို့ရှိရင်အိမ်မှာလေးကစာရေးဟိုကသူကတော့ဖုန်းတော့အထဲထဲကိုယူခွင့်တော့မရှိဘူးဆိုပေမဲ့စာရေးပြီးတော့စာရွက်ကလေးကိုကိုယ့်ရဲ့ file လေးထဲမှာထည့်သွားလိုက်AGE ဆိုဒီကိုရီးယားလိုမျိုး translate နဲ့ရေးပေါ့နော်ကိုရီးယားလိုမတက်ဘူးဆိုလို့ရှိရင်solu juice ဆိုပြီးတော့ပဲတောင်းလိုက်အဲ့ဒါကိုကမသိဘူးဆိုလို့ရှိရင်ဒီ AI တို့ဒီဟိုဟာတို့တွေ software တွေအများကြီးပဲရှိပါတယ် translate တွေအဲ့ဒီမှာတစ်ခါလဲစာရေးပြီးသွားရင်အဲ့စာရွက်ကလေးကိုကချရေးပြီးသွားရင်အဲ့ဒီစာရွက်ကလေးကိုယူလာပြီးတော့ကိုစာ file လေးနဲ့တစ်ခါလဲယူလာပြီးတော့အဲ့ဒါလေးကိုပြလိုက်တကယ်လို့ကိုကမပြောတတ်ဘူးဆိုကိုယ်တိုင်လုံးမရတာเนาะအဲ့ဒါတွေကြတော့တချို့ agent တွေကြတော့မသိဘူးတချို့အဲ့လိုလုပ်ဆောင်ရပေးတဲ့တချို့အဲ့လိုကူညီပေးတဲ့လူတွေလည်းမသိတာများတယ်เนาะကိုကဘာကြောင့်လဲဆိုတော့ကိုကကလေးရှိလို့ကိုယ်တိုင်လည်းကြုံလို့ဒါလေးသိလို့ဒီတစ်ချက်ကိုလေကိုကလေအရေးကြီးတယ်အဲ့ဒါလေးပြောပေးချင်တာကိုလိုမျိုးလေးသိလားကလေးကိုထားခဲ့ပြီးတော့ခံစားပြီးကလေးလည်းခံစားမအေးလည်းခံစားအဲ့လိုမျိုးတွေဖြစ်မှာဆိုလို့ဖို့အစီအစဉ်ရှိတဲ့မေမေတွေတခါလဲစာတန်းကိုတန်ရုံးမှာ upset visa အတွက်တွားယူတဲ့အချိန်လေးကအဲ့ဒီကလေးရှိပါတယ်ကျမကိုကလေးတွေစာတန်းမှာထုတ်ပေးပါလို့အဲ့လိုပြောလိုက်တာနဲ့သူတို့ကထုတ်ပေးတယ်အမအောင်ဆိုလို့ရှိရင်ကလေးရှိလာလို့သူတို့ကိုယ်တိုင်အဲ့ဒီကိုကသဘောကောင်းတယ်တလားအဲ့ဒီသူကိုကြားတဲ့နေရာသဘောကောင်းတယ်အဲ့ကမလေးကလေငယ်လေးအမကလေးရှိလားတဲ့အဲ့လိုမျိုးဟုတ်ကဲ့ရှိပါတယ်ဆိုပြီးတော့အဲ့ဆိုကလေးတော့ပါစားတစ်ခါလဲထုတ်ပေးလိုက်ပါမယ်ဆိုပြီးတော့အမတို့ upset အတွက်ကောအဲ့ဒီကလေးအတွက်ကောတစ်ခါလဲထုတ်ပေးလိုက်တာခိုင်းထုတ်ပေးတဲ့အချိန်မှာအမတို့ကလေအဲ့ဒီကပြားများနေတာကိုယ့်ရဲ့စာရွက်တွေအတွက်ဒီဘက်မှာမင်္ဂလာဆောင်မှုအတွက်ဘာတွေညာတွေပေါ့နော်ပြင်ဆင်စရာတွေအများကြီးပဲရှိအဲ့ချိန်မှာပြားများနေအဲ့ဒီကလေးအတွက်ဖောင်ကိုအမျိုးသားပြန်တဲ့အချိန်မှာဖြည့်ပြီးတော့ထည့်ပေးလိုက်ဖို့မထည့်ပေးမိလိုက်ဘူးအဲ့ဒီစာရွက်နေရာလဲဘယ်ရောက်လို့ရောက်သွားမှမသိဘူးကွယ်လုတ်တွေရှုပ်ပြီးတော့အဲ့ဒီမှာအမတစ်ချက်လေးဟင်းသွားတာအဲ့ချိန်မှာတခါလည်းမထည့်ပေးလိုက်တော့ကိုယ့်ရဲ့စာတန်းတွေတစ်ခုတည်းပဲပါသွားပြီးတော့မှဟိုမှာအဆင်ဖြစ်တော့တကယ်တော့ဟိုမှာလက်သက်စာချုပ်တွေပါလေအကုန်လုံးတင်ပြပြုတ်တယ်ပြီးတော့တကယ်ဖောင်လဲကြာတော့အမတယောက်တည်းပဲကြာလာပြီးတော့အမတယောက်တည်းပဲသွားခွင့်ဖြစ်သွားတာတကယ်တော့အဲ့လိုလုပ်လို့ရတယ်တက်လားတကယ်လို့ချစ်ချင်းမကြဘူးဆိုရင်တောင်မှတခါလဲတပါးလဲကိုဖောင်တင်ထားရဲဆိုလို့ရှိရင်နောက်ပဲအချိန်ပဲသွားခြင်းခေါ်ခြင်းကိုယ့်ခလေးကိုအချိန်မျိုးခေါ်လို့ရတယ်ပို့ပြီးလွယ်ကူသွားတယ်ပထမဦးဆုံးမှာကို upset ဖောင်ကိုအမျိုးသားယူရတဲ့အချိန်မှာတခါတည်းကလေးစာနေပါဖောင်ဖြည့်ပြီးတော့ထည့်ပေးပါ
အဲ့ဒါတန်ရုံးကပေးတယ်တကယ်လို့မပေးရင်လေတောင်းမှာကိုနှုတ်ကမစွန့်ပါနဲ့မအပါနဲ့သိလားအမကသဘောကောင်းတော့ပေးတယ်အဲ့လိုမျိုးပြီးအမျိုးသားကတော့သဘောတူရမှာပေါ့နော်အမျိုးသားသဘောတူရမယ်ကလေးကလည်းလိုက်ချင်ရမယ်အဲ့ဒါတွေလည်းအကုန်လုံးပြည့်စုံတယ်ဆိုလို့ရှိရင်အဲ့လိုလုပ်ပါကျမလိုမျိုးခံစားရမှာဆိုလို့လေအဲ့ဒီခံစားချက်ကိုကိုခံစားမှုတဲ့လူပဲသိတယ်အဲ့လိုမျိုးပြောလို့ရှိရင်နောက်တစ်ခုကကြတော့အဲ့ဒီဖောင်တွေဖြည့်တဲ့ခါကျရင်အရေးကြီးဆုံးဘာလိုအပ်လဲဆိုလို့ရှိရင်ကလေးမွေးစင်းလို့ဘာလို့ဒါတွေကတော့လိုအပ်တာတော့ရိုးရှင်းပါတယ်နော်ဒီအရင်ရခင်ဖခင်ပေါ့နော်ရခင်ဖခင်ရဲ့ထောက်ခံစာအရေးကြီးဆုံးပဲအဲ့ဒါအရေးကြီးဆုံးလိုအပ်တယ်ရခင်ဖခင်ရဲ့အထောက်ခံစာအရေးကြီးတယ်အဲ့ဒါကလည်းကိုကဆက်သွယ်လို့ရရင်ဆက်သွယ်ပေါ့ဆက်သွယ်လို့မရဘူးဆိုလို့ရှိရင်လေကိုကစာချုပ်တစ်ခုလေးကိုစာချုပ်အလွတ်တစ်ခုဝယ်ပြီးသွားလို့ရှိရင်ဒီကိုပါရှေ့နေတွေပါရှိရဆိုလဲရှေ့တွေပေါ့မရှိဘူးပါညာဆိုလို့ရှိရင်လေဒီဒီရခင်ဖခင်တို့မဟုတ်ဒီဖခင်ရဲ့ပတ်သက်ကြောင်းကိုသူကလက်ရင်းနဲ့ပဲစာချရေးလိုက်ကျွန်တော်မောင်ဘသူမှတ်ပုံနဲ့နံပါတ်ဘသူပါညာဒီအဖဘသူရဲ့သားအာညာဒီပေါ့နော်ဒီကျွန်တော်ဤသားသမီးဘသူအမိဘသူဖြစ်သူကိုမိခင်တန်းဒီအုတ်ထိန်ခွင့်ပြုပါသည်အခုလိုမျိုးပညာသွားဖို့အတွက်ကိုလည်းကိုရီးယားနိုင်ငံကိုသွားဖို့အတွက်လည်းခွင့်ပြုပါသည်ဆိုပြီးတော့အဲ့လိုမျိုးလေးရေးလိုက်စာလေးလက်လာလေးစီပြီးတော့တိုင်ပင်ပြီးတော့ပေါ့နော်ရေးလိုက်ပြီးရင်အောက်မှာ sign လေးလက်မှတ်လေးထိုးပြီးတော့ဖြစ်နိုင်မယ်ဆိုလက်ပွေလေးပါနှိပ်အဲ့ဒါကို notary ပြန်ကိုရီးယားလို notary ပြန်အရင်ဆုံးစာစီပြီးရင် notary ပြန်ကွန်ပျူတာနဲ့စီတာပိုကောင်းမယ်လေဒီလိုသိလားလက်ရင်းနဲ့ချရေးတာထက်လေဘယ်လိုလဲအဲ့ဒါတော့ကိုယ်ကနားမလဲဘယ်လိုမျိုးတွေအခုကတော့ခက်ကမီနေတော့လေရိုးစာရေးလိုက်တာနဲ့PDF ဖိုင်ထည့်လိုက်လို့ရှိရင်တချို့က true နဲ့ဆိုတခါလေစာကွန်ပျူတာနဲ့စာစီဘယ်လိုဖြစ်သွားတာလဲအဲ့လိုမျိုးတွေအဲ့ဒါတွေကတော့ကိုနားမလဲအဲ့လိုမျိုးတွေလောက်ပြီးရင်အဓိကပြီးရင်အဲ့ဒါကို notary ပြန်ကိုရီးယားလို notary ပြန်ပြီးတော့တခါလေအမျိုးသားနဲ့တပါးနဲ့ထည့်ပေးတော့ခေါ်ချင်းတဲ့မေမေတွေနော်ညီမလိုဖြစ်မှာဆိုအဲ့လိုတပါးနဲ့ထည့်ပေးရခြင်းအကြောင်းကဘာကျေးဇူးတွေရှိလဲဆိုလို့ရှိရင်လေခေါ်ပြီးဆိုတာနဲ့တခါလေအဲ့ဒီကလေးပါရတယ်ပြီးဒီဘက်မှာကိုကပြင်ဆင်ထားမှာကလေးတော့ passport တွေဘာတွေညာတွေအကုန်လုံးပြင်ဆင်ထားအောင်ပေါ့နော်အဲ့ဒါကတော့နိုင်ငံကူးမယ်ဆိုလို့ရှိရင်အရေးကြီးဆုံး passport ကတော့အဓိကပါတော့အဲ့ဒါလေးကိုပြောချင်တာကိုကတော့အဲ့ဒီစာရွက်ကိုတန်ရုံးကပေးလိုက်ရသားနဲ့အမျိုးသားကိုဖောင်ပြစ်ပြီးတပါးလည်းကိုကစကားလည်းမတက်ဘူးကွာအခုနောက်ပိုင်းကလေ AI နေရောပြီး translate တွေလည်းအရန်ခင်မိနေတာကိုကအဲ့ဒါလေးမသိဘူးအဲ့လောက်လည်းမဖွင့်ပြူခင်မမီဘူးပေါ့ကိုကလည်းတုံးတာလည်းပါမှာပေါ့နော်ဒီကဲလို့စကားမတက်ရင်တော့မှအဲ့ဒါလေးနဲ့ translate တွေလည်းရေးပြီးကိုမျိုးသားကိုပြပြီးတော့ကိုဖြစ်ချင်တဲ့စန္ဒာလေးတွေဒီလိုရှိတယ်ပြော तू ကတော့သဘောတူတယ်ဆိုရင်ဆက်လို့သဘောမတူဘူးဆိုရင်တော့တခြားအောင်ပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့ကိုမှသဘောတူရတာနဲ့အဲ့ဒါတွေနှောင်နေပြီးတော့ဘယ်ရောက်လို့ဘယ်ရောက်မှမသိဘူးအဲ့စာရွက်ကခါလည်းထည့်မပေးလိုက်တော့အမှကိုဝင်လဲရှိသွားတာရဲ့ဒီမှာလည်းပြဿနာလေးတွေကအသေးဖွဲလေးတွေဖြစ်တာရဲ့ကိုသားလာလို့ရှင်ကိုစဉ်းစားပြီလေကိုတော့မှအဆင်မပြေဘူးကိုသားကခေါ်ဒီလိုနှစ်ယောက်တူအဆင်မပြေရင်ကိုသားလေးပိုစိတ်ဆင်းရမယ်ကျမကတော့ခံရတာတင်းတဲလေးခံရတာဘာမှမဖြစ်ဘူးပေါ့နော်အဲ့လိုမျိုးကိုကတွေးပြူပြီးတော့နှစ်တွေလာတွေကြာဝါပြီးတသားလေးကအဲ့ဒီယူဂါဆာကတော့9နှစ်ခွဲ10နှစ်ထဲကွယ်အဲ့ဆို3နှစ်တော့နှောင်နေသွားတော့အဲ့ဒီမှာပဲ10နှစ်ကကြောသွားအောင်10နှစ်ကျော်သွားတော့ကလေးကိုအမခေါ်သေးတယ်ခေါ်ဖို့အတွက်ကိုလုပ်သေးတယ်သူ့ကိုအလဲဗီဇာနဲ့ပြီးခေါ်လိုက်ပြီးတော့မိနစ်ကရောက်လာတယ်ရောက်လာပြီးတော့မှကလေးကိုစာတွေပါတင်ပေးတဲ့အချိန်မှာကလေးကကျတော့အရင်ကြီးသွားတော့လေပြီးတော့ကိုရီးယားစာကိုသူစိတ်ဝင်စားအင်္ဂလိပ်စာကိုပို့ပြီးစိတ်ဝင်စားတယ်ကိုရီးယားစာစိတ်ဝင်စားမမေလည်းတားထွက်ရဲခတ်တယ်တဲ့ပြီးတော့ဘာသာစကားကအခု10နှစ်ကလည်းဖြစ်သွားတယ်ဘာသာစကားအခုမှစတင်ရမှာသူကလည်းစိတ်ဝင်စားတာရေပေါ့နော်အဲ့လိုဆိုတော့ကလေးကိုအရင်ဖိအားမှမပေးချင်တော့လေခေါ်လာကြည့်လိုက်တယ်သူအဆင်မပြေဘူးဆိုတော့အမပြန်ပို့လိုက်တယ်မိနစ်ကပေါ့နော်အဲ့တော့အရင်ကြီးသွားတော့ခက်ခဲသွားတာငယ်လေးပိုကောင်းလေးပဲသိလားငယ်လေးပိုကောင်းလေးပဲအဲ့လိုကြီးတယ်အသက်ကြီးတယ်ဆိုရင်တော့အဲ့ကလေးရဲ့တင်ယူခြင်းစိတ်ကလေးကလည်းလိုလရှိတယ်ဆိုတော့ပိုကောင်းတယ်အဲ့ရသားကျတော့ကိုရီးယားစာမတင်ခြင်းဘူးမမေးဆိုတော့သူ့အတွက်လည်းအရန်ဖိစီမှာဆိုလို့ကိုယ်လည်းဆက်ပြီးဟွာမဖြစ်တော့အလုံးကလေးရှိတဲ့မေလေးတပါးတဲ့ခေါ်ဝါခြင်းနဲ့ဆိုအဲ့လိုလို့တခါတည်းအဲ့လိုစာရွက်စာတမ်းထည့်ပေးလိုက်ခြင်းအပြည့်တခါတည်းဟိုဘက်တကောင်စင်းထဲမှာကိုသားသမီးပါတခါတည်းဝင်ပြီးသားဖြစ်တာအော်တိုဒီဘက်မှာအဲ့လိုမျိုးရှိတယ်အဲ့ဒါလေးကိုလိုမျိုးမဖြစ်ရလေအောင်ဒါလေးကိုပြောလိုက်ခြင်းဖြစ်ပါတယ် bye bye